အားလုံးပဲမင်္ဂလာပါဒီနေ့ကကြာကွန်ပျူတာနေပြီးတော့ဤစိမ်းမှာမြန်မာစာရိုက်တဲ့အခါမှာမြန်မာစာအမှန်မပေါ်တာတော့ဘာလို့ဖြစ်ရင်ဘယ်လိုဆော့လို့မလဲဘယ်လိုဖြည့်ရှင်းရမလဲဆိုတာလေးကိုပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့နဲ့ကျွန်တော် like and share နဲ့ subscribe လုပ်ပေးဖို့လေပထမအဆုံးပြောချင်တာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးကျွန်တော်တို့ဘေးကိုအရင်တွားရမလဲဆိုတော့ကျွန်တော်တို့ e-zay ကိုအရင်ဖွင့်ထားရမှာမယ်ခင်ဗျာ e-zay မှာဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာဘားပေါ်မှာပြည်တော်စုလို့ရိုက်ထားရမှာပဲခင်ဗျာပြီးတော့ကျွန်တော်တို့အဲ့ဒီပေါ်မှာပြည်တော်စုရိုက်ပြီးတော့ပြည်တော်စုပေးထားရမယ်ဆက်လက်ပြီးတော့ဒီမှာပြည်တော်စုရိုက်ပြီးတော့အန်ဒါခောက်ရပါမယ်အန်ဒါခောက်ပြီးဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ image သုံးကြည့်မယ် image ပြည်တော်စု mm ဆိုပြီးတော့ပေါ်လာမယ်အဲ့တော့ဒီမှာကျွန်တော်တို့စာလေးရိုက်မယ်မောင်လို့ရမယ်မောင်ဖြစ်သွားတယ်ပေါ့ပြီးတော့နောက်တစ်ခုကျတော့ကြောရိုက်မယ်ကြောဆိုရိုက်မရအောင်ကောင်းတော့မလို့ရိုက်မယ်နေကောင်းရတယ်ကောင်းတော့ရပါပြီးတော့ကြောရိုက်မယ်ဆိုအဆင်မပြေပါဘူးပြီးတော့ရွှေကြောလို့ရိုက်မယ်မရဘူးရွှေကြောလို့မရအောင်မောင်ရိုက်မယ်ကြောရိုက်မယ်ရွှေကြောရိုက်မရပါဘူးအဲ့တော့ဘယ်လိုလုပ်ရမလဲရိုက်လို့ရအောင်ငါတို့ပေးဖို့အရင်တွားရမှာလေဆိုတော့ငါတို့ setting ကိုအရင်တွားရပါမယ်ခင်ဗျာငါတို့ဒီမှာ language setting ကိုဒီမှာအရင်တွားရပါမယ် language setting ကနေပြီးတော့ကျွန်တော်တို့ဘေးကိုထပ်တွားရမှာလေဆိုတော့ဒီမှာ prefer language ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာစာကိုထည့်ပေးရပါမယ်မြန်မာစာထည့်တဲ့အခါမှာဒီမှာအပေါင်းကိုနှိပ်ထားရပါမယ် as a language ဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာ choose a language to install ဆိုတဲ့အရာကိုပေါ်လာလိမ့်မယ်အဲ့မှာငါတို့ my ခဏလေးမြန်မာစာဖြစ်နေတယ်ဒီနေမခဏလေးနော်ဒီမှာအင်္ဂလိပ်ပြောင်းထားမယ်အဲ့တော့ my ဒီမေကြီးအောင်မယ် my လို့ရိုက်လိုက်မယ်အဲ့မှာမြန်မာဘာမီဆိုပြီးတော့မြန်မာစာဘာမီဆိုပြီးတော့ပုံမယ်အဲ့တစ်ချက်နှိပ်ပြီးတော့ဒီမှာနှိပ်ဆိုတာလေးကိုပြန်နှိပ်ပေးမယ်နှိပ်ပြီးတော့ငါတို့ထပ်ပြီးတော့ choose and different language ဆိုပြီးအောက်မှာဒီမှာ install ဆိုတာရှိတယ်အဲ့တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ငါတို့အခုဒီမှာမြန်မာစာပေါ်မယ်အဲ့ခါရတော့ဒီဘာမီကိုအပေါ်တင်မယ်ဆိုရင်ဒီမှာများနဲ့အပေါ်တင်လို့ရပါတယ်ဒီမှာပေါ်ရောက်သွားပြီဟုတ်ပြီအဲ့ဆိုရင်ဒီမှာနဲ့ခဏလေးဖြောက်ထားမယ်အဲ့တော့ငါတို့အခုကဒီမှာ e-zay ကိုတွားကြည့်မယ် e-zay မှာငါတို့မောင်လို့ရက်ရှာမယ်ဒီမဲ့ကြီးဖွင့်စရာမလိုပါဘူးအောက်ထားရပါမယ်အဲ့တော့မောင်အခုဒီမှာငါတို့ကဒီမှာကနေဒီမှာဒီဘာမှာဒီကနေပြီးတော့ဘာမစ်ဆိုတဲ့ဟာကိုရွေးပေးရမယ်ဒီမှာဘာမစ် facial order keyboard ဆိုတဲ့အရာကိုရွေးပေးရစုဒီတစ်ခုရွေးပေးရပါမယ်ရွေးပြီးတော့ငါတို့အခုစာရက်ဒီ image အောက်ထားပါဘာမှလုပ်ဆရာမလိုပါဘူးဖွင့်ဆရာမလိုပါဘူးဒါပေမဲ့ပြည်တော်စုဒီမှာတော့ကျွန်တော်တက်မှတ်ထားပေးရပါတယ်ပြီးတော့အဲ့ခါကျတော့ကျွန်တော်မောင်ရိုက်ကြည့်မယ်အဆင်ပြေသွားပြီဒါကြော်ရိုက်ကြည့်မယ်ကြော်ရိုက်ကြည့်မယ်အဆင်ပြေသွားပြီပြီးတော့ရွှေကြော်ရိုက်မယ်ဒါအဆင်ပြေတော့အတက်လေးဖြစ်တာဘာမှဖြစ်ဘူးကိစ္စမရှိပါဘူးဒီမှာအဲကြောင့်မို့အခုလို e-zay မှာဒီလိုစာရိုက်တဲ့အခါမှာမြန်မာစာမပေါ်တဲ့ပြဿနာကိုအခုလိုမျိုးဖြည့်ရှင်းလို့ရတယ်ဆိုတော့ပြချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကြည့်ရှုအားပေးကြပါလို့ like share နဲ့လည်းလုပ်ပေးပါ subscribe လည်းလုပ်ပေးပါနောက်လာမယ့်ရက်တွေမှာလည်းကျွန်တော်knowledge ကွန်ပျူတာပတ်သက်တဲ့ knowledge တွေကိုများshare လုပ်ပေးမှာဖြစ်တယ်ဆိုတော့ပြချင်တာဖြစ်ပါတယ်အားလုံးကြာကြာကူနာကျေးဇူးတင်တယ်အားလုံး